မျက်စိတမိတ်တွင်းမှာပဲနောက်ထပ်နှစ်ကိုဆုံးတော့ဒီနေ့တစ်နှစ်တွင်းမှာပဲကျွန်တော်တို့တွေမိသားစုအတွက်အနာဂတ်အတွက်ရုန်းကန်ခဲ့ကြတယ်ပြင်ပန်းခဲ့ကြတယ်ခုကာလာရောက်ရင်ကျွန်တော်တို့တွေကိုချစ်ရတဲ့သူတွေအတွက်လက်ဆောင်တွေဆင်းလာကြတယ်ဝက်စားလာဖုန်းတင်လာဒါပေမဲ့တကယ်တမ်းတော့တန်ဖိုးချီဆုံးလက်ဆောင်ကသူတို့အတွက်တက်တောက်ရှိမှုပါလူရည်ရောက်လို့အိမ်ထဲရောက်တာလဲအေးမြသွားတင်မဲ့ခံစားချက်အဲ့ဒါကိုကြိုတင်ပြင်ဆင်ပေးထားတာကအကောင်းဆုံးကြီးဆိုင်မှုပါကျွန်တော်တို့ Green မြန်မာကနေပြီးတော့မိတ်ဆွေတို့ရဲ့မိသားစုတွေအတွက်နှစ်တစ်ခုအထူး promotion အစီအစဉ်လေးစီစဉ်ပေးထားပါတယ် promotion အစီအစဉ်လေးကတော့Toshiba Aircon ဝယ်တက်စင်လူများအတွက်3,000တန်ကူပွန် Alpha Hisense MCG Haya GD အဲ့ brand တွေအတွက်ကတော့9,000တန်ကူပွန်တခြားမြည်သည့်မျိုးစားမစိုး9,000တန်ကူပွန်တွေလက်ဆောင်ပေးတော့မှာဖြစ်ပါတယ်ဒါအပြင်စားပေးခေါ်မဲ့မိတ်ဆွေများတဲ့သတင်းကောင်းလေးတစ်ခုပေးချင်ပါတယ် Aircon စာပစင်၄လုံးလို့ရင်တစ်လုံး free လက်ဆောင်ရမှာဖြစ်ပါတယ်တောင်းနေကြီးမှာဘာလို့ Aircon ဝယ်တက်မလဲအဖြေရှင်းပါတယ်လူရောက်မှဝယ်ရင် Aircon ဈေးတွေတက်မယ်စားပေးသမားတွေမှာအားလုံးစောင့်ရမယ်ဒါကြောင့်ဒီချိန်ဝယ်တာအကောင်းဆုံးပါပဲကျွန်တော်တို့ promotion season ထဲမှာပါတဲ့ Aircon မျိုးစားတွေအားလုံးကို7လက်ကျန်ရှိတယ်လို့အားလုံးကိုပေးတော့မှာဖြစ်ပါတယ် promotion ကာလာလေးကတော့ဒီဇင်ဘာ28ကနေပြီးတော့ဇန်နဝါရီ2026 10ရက်နေ့ထိဖြစ်ပါတယ်ခင်ဗျာအဲ့တော့ရမယ့်ဖုန်းနံပါတ်ကတော့394695 399512နဲ့523ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့လက်မြန်မာရဲ့ founder ကိုလိုက်ဆိုဖြစ်ပါတယ်